Hello ချေဝပြီပါဗီဒီယိုအိမ်မှာတင်းကြံတိုင်းအမြဲတမ်းချိုရီတိုက်ပါတယ်ဒီနှစ်ကတော့တင်းကြံအတက်နေပဲချိုရီတိုက်ဖြစ်တယ်ပေါ့နော်ကျန်တဲ့နှစ်တွေကတော့၄ရက်လုံးတိုက်ပါတယ်ဒါကတော့တက်မြာကြီးလှီးထားတာတွေပါဇီးဖြော်ရည်ထဲမှာထည့်ဖို့အတွက်ကြောက်ကြောတွေကိုရင်ဆုံးတုံးနေလှီးမယ်ပြီးရင်တကြားတစ်ပိတ်တာဖြော်မယ်တက်မြာကြီးညှစ်မယ်လှီးထားတဲ့ကြောက်ကြောတွေထည့်မယ်ပြီးတော့ပြီးဝယ်ထားတဲ့ပင်ပွားပေါ့နော်ပင်ပွားတစ်ထုပ်1500လောက်တော့ရှိတယ်1500ဘိုးထည့်ထားတယ်အဓိကကတော့ဇီးဖြော်ရည်ဖြော်မှာဖြစ်တဲ့အတွက်ဇီးဖြော်ရည်2ပလင်းသုံးတာပါတယ်သူကတော့1ပလင်းကို6000ပါဒီဇီးဖြော်ရည်နဲ့တွေမပြီးသေးပါဘူးဘီကပိုမှုေးအောင်လို့ဒီထဲမှာပြားသက်မယာဖြော်ရည်ပလင်းကိုလည်းထည့်ထားပါတော့ပြားသက်မယာဖြော်ရည်ပလင်းကတော့နည်းနည်းဈေးကြီးတယ်ပေါ့နော်သူကတော့2300ပါပြားသက်မယာ1ပလင်းထည့်ထားပါတယ်သူပါလို့ရှင်တော့ပိုမှုေးတယ်ပေါ့နော်မထည့်လဲရပါတယ်ဒါကတော့ဒါဆိုလို့ရှိရင်ဖြော်လို့ရှိရင်စားအနှင်းငယ်ထည့်ရတယ်ပေါ့နော်ဒီစားထည့်တာတော့မရိုက်လိုက်လို့စားထည့်ရတယ်ဒါပြီးတော့ပြီးသွားပါပြီဒါဆိုလို့ရှိရင်ရမ်းတောက်လို့ကောင်းတဲ့ချိုရည်ဒါရပြီပေါ့နော်အဓိကတော့လမ်းသွားလမ်းလာတွေရဲ့ရေစော့တဲ့ကလေးတွေရဲ့အဓိကတိုက်ဖြစ်တာပါကောင်းမှုကုသိုလ်တွေလုပ်ရင်လည်းပဲတင်းကြံကာလကအဆုံးသက်ခဲ့ပြီဖြစ်ပါတယ်